ကျွန်တော်အလိုလျောက်တုတ်ပြန်ပြီးခါကြကဓာတ်ကိုဆွဲထုတ်လိုက်ကအဲ့ဒီတိရစ္ဆာန်စီကိုတွဲခုတ်လိုက်တယ်小子，你也不打听打听，这方圆百里谁不认识我黄三爷？干坏我的好事儿，我要你吃不了兜着走。ဒေါသထွက်နေတဲ့မွေပါကိုရင်ဆိုင်ရင်ကျွန်တော်လည်းဒေါသထွက်လာပြီးလူကောင်းတစ်ယောက်ကမင်းလိုတိရစ္ဆာန်တစ်ကောင်ကိုကြောက်နေရအောင်မလားလို့ကြုံသွားပြီးသူ့စီပြေးသွားလိုက်တယ်小子，你跑不了，没人能护着你，我说的。လာရောက်အောက်ကတောင်တန်းတွေကိုကြည့်ရင်ကျွန်တော်လိုက်မပြေးရဲခဲ့ဘူးမြကြီးကအရှိဘက်ကိုစီးဆင်းနေပြီးအဲ့ဒီမှာမကုံနိုင်တဲ့အသိနဲ့အတုံးဆောင်ဟောင်းတွေရှိနေတဲ့အဲ့ဒီဝင်ရောက်တောင်ကြားထဲမှာချိုးဝက်ချက်တွေအများကြီးရှိနေပုံရတယ်ဒါကြောင့်လဲအခေါင်းတစ်ခုကကျွန်တော်အိမ်ဝင်းထဲအထိရောက်လာတာဖြစ်မယ်စိတ်အေးသွားပြီးနောက်ကျွန်တော်ခန်းတကားကိုတွန်းဖွင့်လိုက်တော့မျိုးသမီးလောင်းကရှိနေလို့မယ်ကျွန်တော်အခုမှပဲစိတ်အေးသွားပြီးချိန်ဆဲလိုက်မိတယ်မင်းကြောင့်ကျွန်တော်အဲ့ဒီငွေပါရဲ့နှာခေါင်းပုံနှံကြောင့်သေတော့မလို့တစ်ဖက်ကငွေပါပြန်လာမှစိုးရိမ်လို့ကျွန်တော်လည်းအဲ့ဒီအလောင်းပေးမှပဲလဲအိတ်လိုက်တယ်ဒီခန်းထဲမှာအတန်ရှင်ဆုံးကဒီကုတင်မဲလေးလူကလဲနေပေမဲ့စိတ်ထဲမှာတော့အမျိုးမျိုးတွေးတောနေမိတယ်မတိမတာနဲ့အခန်းထဲကအလောင်းနှံကပူပြင်းလာတယ်ကျွန်တော်အဲ့ဒီအနံ့ကိုနည်းနည်းရှူပြီးုံတင်ခန္ဓာကိုယ်ထဲမှာအပူလိုက်တစ်ခုဖြစ်လာပြီးကျွန်တော်ရဲ့ခြေလက်အင်္ဂါတွေစီပြန့်နှံ့သွားတယ်ကျွန်တော်ချက်ချင်းပဲတစ်ခုခုမူမမှန်တာကိုသတိထားမိတယ်ထားဖို့ကြိုးစားပေမဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့မရတော့တာကိုထိတ်လန့်စွာသိလိုက်ရတယ်ဒါတင်မကဘူးရက်ခွန်တွေကလည်းလေးလံလုံးလို့ဖွင့်လို့မရတော့ဘူးအလောင်းနှံကပူပြင်းလာတာနဲ့အမျှကျွန်တော်ရဲ့လက်ချောင်းတွေခြောက်တွေ့လာတယ်တကူလုံးလဲပူလောင်လာပြီးပိုက်ထဲမှာမီးလောင်နေတယ်လို့ခံစားရတယ်ကျွန်တော်သတိတွေဝေဝါးနေတော့မှပဲနူးညံ့ပြီးဆွဲလျားတဲ့လက်တစုံကကျွန်တော်ပိုက်ကိုလာထိတာကိုခံစားလိုက်ရတယ်跟他躺在一起，这要是诈尸了，准得把我吸成人干。ကျွန်တော်ထိတ်လန့်နေတော့မှပဲနှုတ်ခမ်းပေါ်ကိုအေးဆက်ပြီးနူးညံ့တဲ့အရာတစ်ခုလာထိတယ်ဒါကဘာလဲလဲပင်ကိုမကိုက်ပဲနှုတ်ခမ်းကိုလာဆုပ်နေတာလားနှမျောစရာကောင်းတာကစက္ကန့်ပိုင်းပဲကြာပြီးအဲ့ဒီအေးဆက်တဲ့နှုတ်ခမ်းကကျွန်တော်နှုတ်ခမ်းကနေခွာသွားတယ်အတန်တွေကြားရပြီးအဲ့ဒီအမျိုးသမီးလောင်းကကတင်ပေါ်ပြန်လဲသွားပုံရတယ်ကျွန်တော်မျိုးမျိုးတွေတော့ရင်ခေါင်းတွေလေးလံလာပြီးမတိမတာအိပ်ပျော်သွားတယ်နောက်တစ်နေ့မနက်မှာကျွန်တော်လက်နိုးလာပြီးအသက်ကိုပြင်းပြင်းရှူကာချက်ချင်းပဲအမျိုးသမီးအလောင်းစီလှည့်ကြည့်လိုက်တယ်သူမကကတင်ပေါ်မှာလဲနေတော့ပဲဘာမှမလှုပ်ရှားခဲ့တယ်လို့မျိုးကျွန်တော်ခေါင်းကိုကုတ်ရင်ဒါကအိမ်မက်တက်ပဲလားလို့တွေးမိတယ်ဒါပေမဲ့ကတင်ပေါ်ကဆင်းလိုက်တဲ့အချိန်မှာပဲသူမတကယ်လှုပ်ရှားခဲ့တာကိုတတိထားမိတယ်ဘာလို့လဲဆိုတော့သူမရဲ့ခန္ဓာကိုယ်ကအပြင်ဘက်ကိုနည်းနည်းရောက်နေလို့ပဲကျွန်တော်နဲ့ဝေးဝေးမှနေချင်တဲ့ပုံစံမျိုးဒါကမင်းညကကျွန်တော်စီကငွေပါဝါရဲ့နှာခေါင်းပုံနှံတွေနည်းနေလို့လားကျွန်တော်တွေးတော့ရင်သူမမှာနှလုံးခုန်တန်ရှိမရှိစစ်ဆေးကြည့်ဖို့လိုတယ်လို့ခံစားရတယ်ခဏအကြာမှာတော့သူမမှာနှလုံးခုန်တန်တကယ်မရှိတာကိုအတိပြုနိုင်ခဲ့ပြီးမနေရတော့တာမို့မထွက်ခွာခင်သူမရဲ့ခန္ဓာကိုယ်အောက်ကစာအုပ်ဟောင်းကိုယူသွားလိုက်တယ်အိမ်ကနေထွက်လာပြီးနောက်ကျွန်တော်တခုခုမှားယွင်းတာလုံးမိတယ်လို့ခံစားရလို့စိတ်မကောင်းဖြစ်နေတယ်ကျွန်တော်နောက်ကနေတယောက်ယောက်ကြည့်နေတယ်လို့အမြဲခံစားရတယ်ဒါပေမဲ့ခြေလမ်းလေးငယ်လှမ်းပြီးနောက်တကယ်ပဲမျက်လုံးတစ်စုံကစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ဒါကကျွန်တော်နောက်ကိုလိုက်နေတဲ့ငွေပါလေးတစ်ကောင်ပဲကျွန်တော်မမြင်ကြအောင်ဆောင်ပြီးအိမ်ကိုတန်းပြန်လာခဲ့တယ်ပြီးတော့အဲ့ဒီစာအုပ်ဟောင်းကိုထုတ်လိုက်တာထဲမှာဘာရီရေးထားလဲကြည့်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ပထမဆုံးစာမျက်နှာကိုလှမ်းလိုက်တာနဲ့ကျွန်တော်အံ့ဩသွားရတယ်ဒီစာအုပ်ကအဖိုးရဲ့လက်ထက်ကစာအုပ်ရဲ့နောက်ဆက်တွဲဖြစ်နေတယ်အံ့ဩပြီးနောက်မှာတော့နည်းနည်းတဲ့တန်တရားတွေဝင်လာတယ်ဒါဆိုအဖိုးနဲ့အဲ့ဒီအခေါင်းကဆက်ဆက်မှုရှိနေတာလားဒါမှမဟုတ်ဒီစာအုပ်ကိုအဖိုးကဖွက်ထားခဲ့တာလားဒါပေမဲ့စာအုပ်တစ်အုပ်လုံးကိုဖတ်ပြီးနောက်မှာတော့သူဒီစာအုပ်ကိုဖွက်ထားတာမဟုတ်ဘူးလို့ကျွန်တော်အသက်ပြောနိုင်တယ်သူ့ရဲ့စာအုပ်ပေါ်ဆွဲလန်းမှုအရဆိုရင်သူ့လက်ထဲမှာနောက်ဆက်တွဲစာအုပ်ရှိရင်ဖွက်ထားမှာမဟုတ်ဘူးအဖိုးကအရင်ကဝင်ရောက်တောင်ကြားကိုရောက်ဖူးပြီးအဲ့ဒီအလောင်းနဲ့ကြုံခဲ့ဘူးလားဒါမှမဟုတ်အလောင်းရဲ့ဆွေမျိုးတွေကသူ့စီကနေပထမရဲကိုယူသွားတာလားနှမျောစရာကောင်းတာကအဖိုးဆုံးသွားပြီးမှအဖြေကိုသိနိုင်တော့မှာမဟုတ်ဘူးကျွန်တော်နောက်ဆက်တွဲစာအုပ်ကိုတေချာထပ်ဖတ်ကြည့်တယ်ဒါပေမဲ့ထဲကအကြောင်းအရာတွေကနားလေရခက်လုံးနဲ့ကျွန်တော်အကြာကြီးဖတ်ကြည့်ပေမဲ့ထဲကအတိတ်ပဲကိုသဘောမပေါက်ဘူးအိမ်မှာနေ့လည်စာစားပြီးနောက်ကျွန်တော်ကြက်ချန်လေးကိုတွားပြီးကြက်ဖကြီးတစ်ကောင်ကိုဖမ်းကအိမ်ဟောင်းကိုပြန်လာခဲ့တယ်လမ်းတစ်လျှောက်လုံးအဲ့ဒီငွေပါကကျွန်တော်နောက်ကလိုက်လာတယ်ငွေပါကောင်ကျွန်တော်ရဲ့နောက်ကိုနောက်ယောင်ခံလိုက်လာမယ်ဆိုတာကျွန်တော်သိတယ်အဲ့ဒါကြောင့်ဒီချက်ကိုအသုံးပြုပြီးငွေပါကို1600ဆင်ဖမ်းဖို့ကျွန်တော်ပြင်ဆင်လိုက်တယ်နောက်ပြီးကျွန်တော်မျိုးသမီးအလောင်းစီပြန်လာပြီး1600ချုပ်ကိုဆင်လိုက်တယ်ဒီလို1600မျိုးကရိုးရှင်းပေမဲ့တိရစ္ဆာန်သေးလေးတွေဖမ်းဖို့အတွက်တော့အလုံးထိရောက်တယ်မိုးချုပ်လာတော့ကျွန်တော်ချက်ပြုတ်ထားတဲ့ကြက်သားတွေကိုအတုံးလေးတွေတုံးလိုက်ပြီး1600တစ်ခုချင်းစီရဲ့အရှိမချထားလိုက်တယ်ဒါပေမဲ့ည9နာရီလောက်အထိငွေပါကပေါ်မလာသေးဘူးအဲ့ဒီဝန်ဆန်းရဲကကြောက်သွားတာလားကတင်ပေါ်ကအမျိုးသမီးလောင်းကိုကြည့်ရင်သူမတေလားရှင်လားဆိုတာကိုအတီးပြုဖို့လိုအပ်တယ်လို့ခံစားရတဲ့အကောင်းဆုံးနည်းလမ်းကတော့နှလုံးခုန်တန်ရှိမရှိကြည့်ဖို့ပဲဒီတစ်ခါတော့အသေးချာမသိရမချင်းကျွန်တော်လက်ရှုံမှာမဟုတ်ဘူးကျွန်တော်သူမရဲ့နှလုံးခုန်တန်ကိုစမ်းကြည့်ဖို့သူမရဲ့အနာကိုတဖြည်းဖြည်းတိုးသွားလိုက်တယ်